ဟုတ်ရနော်ကြောက်ကကျွန်တော်ခောက်ချက်ကဒီမှာရနော်ခောက်ချက်လေး5-6ချက်တော့ရှိမှာကျွန်တော်စရွေးလေးပုတ်ပြပေးမယ်ကဘာကတ်နာဆိုလို့ပြနော်ကြောက်ကဒီမှာကျွန်တော်ငချိတ်ခွန်ပြနော်မဲမဲလာတာသူကအဝါဘက်မလဲဘူးငချိတ်ခွန်ပါနော်အခွန်တော့ကြောက်တောင်ကြည့်ပြနော်ဒီမှာတော်တော်လေးတော့မြုပ်လာပြအခွန်တော့တော်တော်လေးမြုပ်တယ်တော့ပါတယ်မာတယ်ပြနော်ကျွန်တော်တို့နေတအားပူတော့ဗျာလူကလည်းပင်မလာနေပြီးတော့ကြောက်ရှားတာတော်တော်ပင်မနေပြဟုတ်ညက်လာရနော်လှုပ်ကိုမလှုပ်ဘူးသူကအရှိလိုက်ကြီးမြုပ်လာပြနော်ထိတ်လေးပဲပေါ်နေရနော်ကျွန်တော်ခောက်ပြီးတော့ဖော်ထားသေးရထိတ်လေးပဲပေါ်နိုင်မှာအောက်ထဲမှာလိုင်ကောင်းလို့ဖြစ်နေရနော်အပေါ်ကဘာလဲကြော့သေးပြနော်ကဘာကလိုက်လာမှာပေါ်မလဲဂိတ်တွေတဲနေနော်အောက်ကနေလှမ်းဖော်ရဆိုတော့ကြောင်မျိုးလေးရတော့မစိုးဘူးပြနော်ကျွန်တော်တို့ထွက်လာမှပဲဘလို့အချင်းနေလဲတခြားကြည့်အောင်ပြနော်ကျွန်တော်တို့လှုပ်ကိုမလှုပ်ဘူးဗျာနော်တော်တော်ဖော်ရမှာလားကျွန်တော်ဗီဒီယိုလေးတစ်ချက်နားပြီးတော့မှကျွန်တော်ဖော်ပြီးတော့မှတစ်ချက်ပြန်ရိုက်ပြပြီနော်ဒါတစ်ဖက်ကဗီဒီယိုရိုက်ထားလို့လေနော်